ဒီနေ့မှာတော့ထမင်းစားမိန်စိမဲ့စက်သားရှုရှဲငပိချက်လေးချက်ပြပါမယ်ရှင်ဗမာချက်ကိုအတုံးတစ်တစ်လေးတွေတုံးပြီးစားစက်သားမုတ်စနွင်ခယူးစီနဲ့ဇလိုက်ကျော်ရှဲစားငပိထည့်ပါမယ်ပူကတော့နှစ်ထုပ်သုံးထားပါတယ်သူ့ရဲ့အထုပ်ပေါ်မှာ expire date လေးလည်းပါလို့မဝယ်ခင်စစ်လို့ရပါတယ်နော်အရသာတွေအားလုံးနှံ့ဆက်သွားအောင်နေပါမယ်အသားတုံးချင်းစီကိုတေချာလေးလက်နဲ့စုပ်ပြီးနေပေးပါနော်နေပြီးရင်တော့အရသာတွေစိတ်ဝင်သွားအောင်ခဏနှက်ပြီးရင်းချက်ဖို့ပြင်ဆင်ပါမယ်ကြက်သွန်ဖြူချင်းငရုတ်ကောင်းနဲ့ငရုတ်သီးစိမ်းတို့ကိုကျိတ်ဆက်တဲထည့်ပြီးကျိတ်ပေးပါအဆက်ပူစားနိုင်ရင်တော့ငရုတ်သီးစိမ်းကိုစိတ်ကြိုက်ထည့်ပါနော်ပြီးရင်တော့အိုးရဲစီအနေငယ်ထည့်ပေးပါပြီးထားတဲ့စက်သွန်ကြီး3လုံးထည့်ပြီးစီတက်ပေးပါမယ်ပူကစက်သားနေရောကစနင်းထည့်ထားတာမေ့ပြီးထည့်မိလိုက်တာထပ်မထည့်နဲ့ရောနော်စက်သွန်လေးတွေနှွမ်းလာရင်ဆွမ်းမကကြိတ်ထားတဲ့အစာပလာတွေထည့်ပြီးဝေပေးပါမယ်အရသာနေထားတဲ့စက်သားတွေထည့်ပြီးတော့အားလုံးနှံ့သွားလုံးပေးပါမယ်နော်စက်သားအပေါ်ရင်ကြောလေးတွေကျင်းလာရင်တော့ရင်နွေးလေးနည်းနည်းထည့်ပြီးအဖုံးခဏအုပ်ထားလိုက်ပါမယ်လုံးရည်တရီခန်းလာရင်တော့အသားနူးအောင်ရင်နွေးထပ်ထည့်ပြီးတဲပေးပါနော်အသားလေးတွေနူးလာပြီဆိုရင်တော့မကြီးရည်လေးထည့်နန်းနန်းပင်လေးအုပ်အဲ့အချိန်အနက်မွေးချက်ကတော့လမ်းထိပ်ထိပါမွေးတာနော်မယုံရင်ချက်စားကြည့်ပါအခုဆိုရင်ရှူးရှူးရှဲရှဲကြက်အဆက်ချက်လေးရပါပြီရှင်သူနဲ့အတူတွဲစားဖို့အတွက်တိုးစရာလေးတွေပြင်ဆင်ပါမယ်အဲ့ဒါလေးကစားကလေးခြေထောက်ပါပူရမ်းကြိုက်တာကျန်တာတွေကတော့ထုံးစံအတိုင်းအတူအမြုပ်လေးတွေပါအားလုံးပြီးရင်တော့ထမင်းပေါ်ကြက်သားတုံးလေးထည့်ရှူးရှူးရှဲရှဲဖြစ်အောင်အရေးလေးကိုထမင်းလေးနဲ့နေပြီးစားလိုက်ပါအောင်မယ်ရှင် Potato vlog လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Cook, eat, smile